တန်ချက်ကကားမျိုးစားတူ3စီးလမ်းပေါ်မှာမောင်းလာတဲ့ဒီထဲကဘယ်ကားကဒေါ်လာတန်း150တန်ရွှေတုံးတွေတင်ထားလဲဆိုတာဘယ်လိုသိနိုင်မလဲကျွန်တော်ကတော့လိုင်းရက်ကိုကား3စီးလုံးရဲ့တာယာအချင်းတွေကိုတိုင်းခိုင်းလိုက်တဲ့တာယာအချင်းအသေးဆုံးကားကရွှေတွေတင်ထားတဲ့ကားပဲဖြစ်ရမယ်ဘာလို့လဲဆိုတော့ရွှေရဲ့အလေးချိန်ကတာယာတွေကိုဖိသိပ်ပြပြစေလို့ဟူစတန်ငါတို့ပြစ်မှတ်ကိုမိပြီအဲ့ဒါကားနံပါတ်128ပဲအပြစ်မှတ်ကားကိုအတီးပြုပြီးရတဲ့လိုင်းရက်ကဒွာလာရေးထင်းချုံမှုစနစ်ထဲကိုချက်ချင်းဟက်လို့ဝင်လိုက်တဲ့မီးပွိုင်းရဲတွေတတိမထားမိခင်မှာတင်သူကလမ်းပေါ်ကမီးပွိုင်းအားလုံးကိုထင်းချုပ်လိုက်ပြီးအဲ့ဒီတန်ချက်ကားကိုငါတို့ကြိုတင်စီစဉ်ထားတဲ့လမ်းကြောင်းတိုင်းမောင်းသွားအောင်လုပ်လိုက်တယ်အဲ့ဒီနောက်လိုင်းရက်ကမြေအောက်ရထားလိုက်ရဲ့စောင့်ကြည့်ကင်မရာတွေကိုဖွင့်ကြည့်ပြီးရထားတစ်စီးအခုလေးတင်ထွက်သွားပြီဖြစ်ကြောင်းနောက်တစ်စီးက60စက္ကန့်အတွင်းရောက်လာတော့မယ်ကြောင်းလမ်းပြောတယ်အဲ့ဒီစကားကြားတာနဲ့ငါတို့ရထားဦးတာယုံငဲကိုအမြန်ပြေးဝင်ပြီးနောက်ရထားတစ်စီးကထွက်ပေါက်ကိုမပိတ်ဆုတ်ခင်မှာပဲအပြင်ကိုပြန်ယုံထွက်ခဲ့ကြတယ်ပြီးတော့ငါတို့မိုင်းထောင်ထားတဲ့နေရာရဲ့တဲ့အပေါ်တဲ့ကိုရောက်အောင်သွားပြီးတန်ချက်ကားရောက်လာမယ့်အချိန်ကိုစောင့်နေလိုက်တယ်အဲ့ဒီအချိန်မှာကားကမီတာ100မြင့်နဲ့အဆောက်အဦတစ်ခုနားကိုရောက်နေပြီးကြိုတင်နေရာယူထားတဲ့ left ear ကကားရဲ့ဒီနေရာကိုလမ်းအောင်ပြောနေတဲ့ကားကသတ်မှတ်ထားတဲ့နေရာကိုရောက်တာနဲ့လိုင်းရက်ကမီးပွိုင်းကိုအနီရောင်ချက်ချင်းပြောင်းပြီးကားကိုရက်လိုက်တယ်။တန်ချက်ကားအောက်ကိုပြုတ်ကျသွားပြီး